ကြည့်ပါဦးကလေးလေးပဲ哦，没盖路面啊。အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့စီစဉ်ကျွန်တော်တို့ဒီကျွန်းတုံးကျွန်းခရီးစီကိုတွားရောက်လဲပတ်ရင်းနဲ့ဖြစ်ခဲ့တဲ့အဖြစ်အပျက်လေးတစ်ခုပါကျွန်တော်တို့ငှက်ကျွန်းကနေစင်ပြီးဓာတ်ပုံတွေပါရိုက်ပြီးပြန်လာတဲ့အချိန်မှာကျွန်တော်တို့ snorkeling လုပ်ဖို့နေရာကိုတွားကြပါဒါပေမဲ့လိုင်းထန်နေတဲ့အတွက်ကျွန်တော်တို့ကိုမောင်းတဲ့ပုံသမား snorkeling မလုပ်ဖို့ကိုကျွန်တော်တို့တားပါတယ်အဲ့ဒါနဲ့ကျွန်တော်တို့လည်းပုံတစ်စီးကြောက်ချပြီးတော့ snorkeling လုပ်နေတဲ့နေရာနောက်ကိုကျွန်တော်တို့တွားပြီးတော့ကြည့်ပါတယ်သူတို့အဆင်ပြေရင်ကျွန်တော်တို့လည်းဆင်းပြီးတော့ snorkeling လုပ်ဖို့အတွက်တွားကြည့်ခြင်းဖြစ်ပါတယ်ဒါပေမဲ့အနားရောက်သွားတဲ့အခါမှာတော့လိုက်ပြန်ညီသွားလို့ခုနလုံးပေါ်ပါရတယ်ဟိုလေးပါနေတော့ဟိုပါရိုက်တော့မယ်လိုက်လောက်ဟိုင်းလိုက်လို့လာရိုက်ကြောက်ချရတဲ့ကြောက်ဆူကကြောက်ကြားထဲမှာညက်ပြီးတော့ဘုတ်ကလည်းထွက်မရကြောက်ကျိုးကိုလည်းဖြတ်မရဖြစ်နေခဲ့တာကိုတွေ့ခဲ့ရပါတယ်ပန်းဖြေလာတဲ့ခီးသွားတွေကလည်းရိုက်ချက်ကပ်ကိုစီနဲ့ရေထဲမှာပက်လက်မျောပြီးတော့လှိုင်းပုံရာနောက်ကိုပါသွားပါတော့တယ်哦，没盖路面啊，那个毛的。ဝိုင်းနေတယ်ပဲဟောကြောင်ရောက်ရှိရညညမအိမ်ပါမယ်ညအိမ်ပါမယ်ညဟောနောက်ပြန်တိလိုက်ရတာကတော့သူတို့လည်းလိုက်ချက်ကပ်ဝင်နေလှိုင်းပုတ်ပြီးတော့ကြောက်ဆောင်နဲ့တိုက်မိသွားလို့မကူးနိုင်တော့တာသိရပါအရန်ကြောက်ဖို့ကောင်းပါတယ်ပင်လယ်ပြင်အရန်မာယာများသလိုလှိုင်းလုံးတွေကလည်းအရန်ကြောက်ဖို့ကောင်းတယ်ဆိုတာတော့သတိပြုဖို့တင်ပါတယ်အဲ့ဒါဘောကြည့်ပါဦးရှေ့နေရဆိုကျွန်တော်ရှေ့နေတော့မောနေပြီပြာနန်းနေပြီပြာနန်းဟိုလိုင်းရည်ဟိုအောင်ဖြစ်တော့ကြံတော့တကယ်လို့ကျွန်တော်တို့သာမရောက်သွားခဲ့ဘူးဆိုရင်ဒီကောင်လေးရဲ့အသက်ကဆုံးရှုံးသွားဖွယ်ရှိပါကျွန်တော်တို့ဗီဒီယိုတွေထဲမှာကြည့်မယ်ဆိုရင်လှိုင်းပုတ်တာလှိုင်းထဲမှာအဲ့လိုကြောက်ဆောင်နေတဲ့ပုတ်တာတွေကျွန်တော်တို့ကအตาအရာလို့ထင်ခဲ့ပေမဲ့တကယ်တမ်းလက်တွေမှာတော့ကြောက်ဆောင်နေလှိုင်းလုံးနေဟာလူတယောက်ကိုသေစေနိုင်တဲ့အထီကိုဖြစ်သွားနိုင်တာကိုတွေ့ရတော့တော်တော်လေးကိုထိတ်လန့်မိပါတယ်ဟာချွာလေးဟိုရင်ချစ်တာလေကောက်ဆောင်ကြီးစစ်တာလေအဲ့ဒါဒါအစီအစဉ်ရလားရလားတော်သေးတာဟုတ်ကျွန်တော်ဒီကောင်နေကန်လေးနေကန်ရိုက်မောင်းနေကန်လေးကျောင်းမှာတပတ်လေး ဘေးရဘေးဂျက်ကလေးရတယ်ဘေးဂျက်ကလေးတယ်ဒါဒီမှာထိုင်တာကိုခဏထိုင်ကိုခဏထိုင်အေးဘာမှမပြောကြောက်ပါရောတော်သေးတာပေါ့ဘာမှလည်းမပါဘဲနဲ့ငါဆောက်အောင်လေမရဘူးတကဘလောက်ကြွကြွဟုတ်တယ်မရဘူးဒီလေးတွေ့လားတွေ့လာသမီးချောင်းပါရောကလည်းတွေ့ရနော်ချောင်းပါရောဟုတ်ပါကြောက်ဆောင်ပူးတာလေကြောက်ဆောင်နေကြောက်တော့တော့ဟုတ်ပါစင်ကူလာလောက်ကျော်ဟာလေငါကြီးကောင်ကကောပြီးမလားကောရိုက်ဟုတ်တယ်အဲ့ဒီကောင်လေးကိုကျွန်တော်တို့လှေနဲ့ပဲမွေဆောင်တိရအောင်ပြန်ခေါ်လာပြီးတော့ကန်းဆက်ရောက်တဲ့အချိန်မှာတော့ကျွန်တော်တို့မိုးဘိုးလေးပေးပြီးတော့သူ့ကိုစေကမ်းပြဖို့လိုက်ဖို့ပြီးလိုက်ပါတယ်
နောက်တစ်နေ့မှာတော့ဒီကောင်လေးရောက်လာပြီးပြောတော့တဲ့စကားတစ်ခုရှိပါတယ်အကိုကြီးကအကိုကြီးတို့ပြီးတဲ့အသက်ပဲရှိပါတော့တယ်အကိုကြီးတို့မကယ်ရင်ကျွန်တော်ကျင်းတွေအဲ့ဒီမှာတင်တေမှာပါလို့လာပြောရတဲ့စကားကိုကြားတော့ကျွန်တော်ဝမ်းသာပီတိဖြစ်ပြီးတော့ကျင်းနေမိပါတယ်အဲ့တော့အားလုံးကိုပြောချင်တာကတော့စိတ်အပန်းပြေခရီးထွက်ရင်းနဲ့ဘေးဒုက္ခမရောက်ကြပါစေနဲ့လို့ကျွန်တော်ဒီကနေပြီးပဲတတိစကားလေးပြောကြားချင်ပါတယ်အားလုံးနှုတ်ဆက်ပါတယ်ကျွန်တော်ကတော့အစီအစဉ်တင်ဆက်သူကိုစီစာဖြစ်ပါတယ်